ဟုတ်ကဲ့ပါပွဲစိတ်လေးတွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့ကဘာကြီးကနေပြီးတော့ချူထူလိုက်ပါတယ်ကဘာပေါ်မှာအသေးငယ်ဆုံးနဲ့ခွန်အားအကြီးဆုံးတရားဝါလေးတွေကိုပြပါဆိုလို့ရှိရင်တော့ပွဲစိတ်လေးတွေပဲဖြစ်ပါတယ်ကဘာပေါ်မှာပွဲစိတ်အမျိုးအစားပေါင်း12000ကျော်ရှိပါတယ်ပွဲစိတ်လေးတွေရဲ့ဘဝရိုးရှင်းပုံရမယ်မဲ့သူတို့ရဲ့အပြုတ်မှုတွေကရှုပ်ထွေးပြီးတော့အဆင့်မြင့်တော့ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ထက်အပေါ်တော့အစ90 100လောက်ပုံမှုကြီးမားတဲ့အရာတွေတော့မှသူတို့ရဲ့တွားတိတိလေးနဲ့တည်ဆောင်နိုင်ပါတယ်ပွဲစိတ်လေးတွေရဲ့တဘာဝရိုးရှင်းပုံရပါမယ်သူတို့ရဲ့အပြုတ်မှုတွေကရှုပ်ထွေးပြီးတော့အဆင့်မြင့်တော့ပါတယ်သူတို့ရဲ့လူမှုရေးစနစ်အစာရှာဖွေတဲ့စနစ်တွေပြီးလို့ရှိရင်တိုက်ခိုက်ရေးကာကွယ်ရေးတွေဟာလည်းသိပ္ပံပညာရှင်တွေတော့အံ့ဩစေတဲ့အဆင့်မြင့်နဲ့အပြုတ်မှုတွေဖြစ်ပါတယ်ဟုတ်ကဲ့ပွဲစိတ်အောင်တစ်ခုမှာပွဲစိတ်ဘရင်မာကြီးကဥဆောင်သူဖြစ်ပြီးတော့စကော့အန်လို့ခေါ်တဲ့လှုပ်သားပွဲစိတ်တွေရှိမယ်ပြောလို့ရှိရင်နေတာပွဲစိတ်အောင်ကိုကာကွယ်ပေးရတဲ့တမစစ်သားပွဲစိတ်တွေဆိုပြီးတော့ရှိပါတယ်အဲဒါစကော့အန်လေးတွေကကြောက်ဘယ်လိုအလုပ်လုပ်လဲဆိုတော့ကြောက်ပွဲစိတ်အောင်တစ်ခုမှာအစာရှာဖို့အတွက်စူးစမ်းရှာဖွေသူအနေနဲ့နော်ပွဲစိတ်အောင်နဲ့ဝေးရအောင်တွားပြီးတော့အစာရှာဖွေရပါတယ်အစာတစ်ခုကိုတွေ့တဲ့အခါမှာသူတို့ရဲ့insectarium လို့ခေါ်တဲ့ဓာတုအချက်ပြပစ္စည်းကိုမြေပေါ်မှာခြံထားရခဲ့ပါတယ်ဒီအနက်လမ်းကြောင်းဟာအခြားပွဲစိတ်တွေကိုအစာရှိရအောင်လမ်းပြပေးတဲ့မြေပုံလိုပါပဲဒီလိုမျိုးဒီမှာ Scott and လေးတွေကနေပြီးတော့ဒီမှာခြံထားခဲ့တဲ့အနက်လမ်းကြောင်းလေးတွေအတိုင်းအိုင်းကိုဒီမှာပွဲစိတ်အုံထဲမှာရှိတဲ့လူသမားပွဲစိတ်တွေကဒီမှာအနက်လမ်းကြောင်းကိုရတာနဲ့အဲ့ဒီမှာလမ်းကြောင်းအတိုင်းလိုက်ပြီးတော့ following the trail လုပ်ပါတယ်လမ်းကြောင်းကပုံမရှင်းလင်းပြတ်သားလေးအစာပုံမကောင်းမွန်လေးဆိုပြီးတော့အတိတ်ပဲရပြီးတော့ပုံမများပြတဲ့အလုပ်သမားတွေကအစုလိုက်အပြုံလိုက်သွားကြပါတယ်သူတို့ကလမ်းကြောင်းပေါ်မှာတစ်ကောင်နဲ့တစ်ကောင်ဘယ်လိုပြောမလဲအနံ့ခံတဲ့ဥချိုလိုမျိုးဟာနေတို့ထိပြီးတော့အချင်းချင်းအချက်လက်တွေကိုဖလှယ်ကြပါတယ်အစာကိုတည်ဆောင်ခြင်း transportation food စားစာတွေကိုတွေ့တဲ့အခါမှာပွဲစိတ်တွေကသူတို့ရဲ့မန်ဂျဘဲလို့ခေါ်တဲ့ဗဇန်နားမှာရှိတဲ့ဘယ်လိုပြောမလဲဗဇောင်နဲ့ပေါ့နော်သူအစာကိုဆွဲကြိုက်ပြီးတော့သူတို့ရဲ့ပွဲစိတ်အောင်ရှိအောင်ဆွဲသွင်းကြပါတယ်စားသေးရင်တကောင်နဲ့တင်နိုင်ပေမဲ့ကြီးမားတဲ့အစာတွေဖြစ်လို့ရှိရင်တော့အုပ်စုလိုက်ပူးပေါင်းပြီးတော့တည်ဆောင်တာကိုတွေ့မြင်ရပါတယ်ဒီလိုလုပ်ဖို့သူတို့ကညှိနှိုင်းမှုအလွန်ကောင်းကြပါတယ်ပွဲစိတ်အောင်တွေကိုအစာတည်ဆောင်ခြင်း the storage in the net အစာကိုပွဲစိတ်အောင်စီကိုရောက်တဲ့အခါတူလောင်ခန်းတော့ storage camper လို့ခေါ်တဲ့ဘယ်လိုပြောမလဲ storage တွေမှာသူတို့ကအစာကိုတင်စီကြပါတယ်တချို့ပွဲစိတ်မျိုးတွေဟာဆိုလို့ရှိရင်တကြားရည်ထင်းပွဲစိတ်တွေ honey pork egg လို့ခေါ်ကြပါတယ်သူတို့ကဘိုက်ထဲမှာတကြားရည်အပြည့်တင်ထားတဲ့ဘယ်လိုပြောလှောင်ကန်ပွဲစိတ်လေးတွေတပွဲကြားအောင်သားတွေစားဖို့အသက်ရှင်လျက်ရှိနေတဲ့ပွဲစိတ်တွေဖြစ်ပါတယ်ဒီပွဲစိတ်လေးတွေကို repeatant egg လို့ဆိုပြီးတော့ခေါ်ပါတယ်တူလောင်ကန်ပွဲစိတ်ပေါ့နော်ပွဲစိတ်လေးတွေအားကြောင့်မိမိရဲ့အတိုက်ကိုလာရောက်တိုက်ခိုက်တဲ့ရန်တွေကာကွယ်ဖို့အတွက်ကိုအလွန်ပဲအရေးကြီးပါတယ်အဲ့ဒါဆိုဂျာအန်လို့ခေါ်တဲ့တမစစ်တီပွဲစိတ်တွေအားဒီအချိန်မှာကာကွယ်ကြရပါတယ်မိမိရဲ့အတိုက်အောင်ပေါ့နော်ဟုတ်ကဲ့ကဲအားပြင်းတဲ့ဗဇက်တွေပါဝင်ပြီးတော့တချို့ပွဲစိတ်တွေမှာဆိုလို့ရှိရင် venom ဆိုတဲ့အဆိပ်ကိုပါထုတ်လို့ရတဲ့အပြုံလေးတွေပါပါတယ်တချို့စစ်တီပွဲစိတ်အမျိုးအစားတွေမှာဆိုလို့ရှိရင်ခန္ဓာကိုယ်အရွယ်အစားကြီးမားပြီးတော့ဥကောင်းကြီးမားတဲ့စစ်တီပွဲစိတ်တွေရှိပါတယ်သူတို့တာဝန်ယူရတာကတော့ပွဲစိတ်အောင်ကျူးကျော်လာရောက်တိုက်ခိုက်တဲ့လူတွေရန်နေပြီးတော့ကာကွယ်ဖို့ပါပဲများသောအားဖြင့်ပွဲစိတ်တွေကအုပ်စုလိုက်စုပြုံတိုက်ခိုက်တတ်ကြပါတယ်ရန်သူတကောင်ဝိုင်းပြီးတိုက်ပြီးတော့လှုပ်ရှားလို့မရအောင်လုပ်တတ်ကြပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်လူဒီပဲခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့အောင်နော် YG broadcast back